တိကျပြောရရင်အဲ့ဒီအချိန်တုန်းကပဲအေးဆက်နေတဲ့လက်ပွားကြီးတစ်ခုကကျမရဲ့လက်ကောက်ဝတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တယ်။ကျမကိုလှည့်ပြီးကြည့်လိုက်တော့အမှောင်ထဲမှာမျက်လုံးပြူးသားနဲ့စိုက်ကြည့်နေတဲ့ကူယွန်ကိုတွေ့လိုက်ရတယ်။ဒီအချိန်ကြီးအထိမအိပ်သေးပဲငါဖုန်းထဲမှာဘာတွေရှောက်ကြည့်နေတာလဲလို့သူကမေးတယ်။သူညစ်ထားတာတအားပြင်းလို့ကျမရဲ့အယိုးတွေတောင်တကြွကြွမြည်မတက်ပါပဲ။ဖုန်းကလက်ထဲကနေကျန်းပြင်ပေါ်လွတ်ကျလူကြီးပါဖြစ်သွားတယ်။ကျမလည်းလက်ကောက်ဝတ်ကနာကျင်မှုကိုတက်နိုင်သမျှအန်ကျိတ်ခံလိုက်ရတယ်။ဒီလိုအနေအများတဲ့လူကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာစိတ်ထဲကနေအရှိန်ဟုန်နဲ့မြင်မြန်ဆန်ဆန်တွေးတောနေမိတယ်။ရင်းထဲကထိတ်လန့်တုန်လှုပ်မှုကိုအတက်နိုင်ဆုံးထိန်းချုပ်ရင်းနဲ့ဖုန်းရဲ့ပါဝါခလုတ်ကိုနှိပ်လိုက်တော့မျက်နှာပြင်ကချက်ချင်းမောင်သွားပြီးစူးစူးဝါးဝါမြည်နေတဲ့ဖုန်းတန်ကလည်းတပြိုင်နက်တည်းပြတ်တောက်သွားတယ်။ကျမဘာမှမစင်စားပဲဖုန်းကိုကတင်ပေးကစပွဲတင်ကုန်ပေါ်တင်လိုက်ပြီးခုနတင်မှနိုးလာတဲ့လူတစ်ယောက်ရဲ့တုံ့ပြန်မှုမျိုးဟန်ဆောင်ရင်းသူ့လက်ကိုလုံးဖယ်လိုက်တယ်။အဲ့ဒီအချိန်မှာသူ့ကိုဘယ်လိုအကြောင်းပြချက်နဲ့မှရန်စားလို့မဖြစ်ဘူးဆိုတာမိမိကိုယ်သတိပေးနေမိတယ်။ကျမမှာတက်တဲ့အထောက်ထားတွေအားလုံးကိုမသိစေရသေးဘူးလေ။အကယ်၍သူ့ကိုရိပ်မိအောင်လုပ်လိုက်ရင်သူပိုင်ဆိုင်မှုတွေကိုဖုံးကွယ်ထားတဲ့နီလန်းတွေကိုရှာဖွေဖို့ပိုပြီးခက်ခဲသွားလိမ့်မယ်။မင်းဒီအချိန်ကြီးပါလုပ်နေတာလေ။ငါစီကဘာရီယူပြီးဘာရီကြည့်နေတာလဲလို့မေးရင်ကူယွန်ကကျမဖုန်းကိုလူယူသွားတယ်။သူကမှောင်နေတဲ့မျက်နှာပြင်ကိုစိုက်ကြည့်ရင်ဖုန်းရဲ့အခြေအနေကိုစစ်ဆေးခြင်းနဲ့အလားပါဝါခလုတ်ကိုအချိန်ချင်းနေပြန်တယ်ရှင်ပါလို့ကျမဖုန်းကိုယူလာတယ်။ဘသူကရှင့်ကိုလာချောင်းကြည့်ဖို့ခွင့်ပြုချက်ပေးလို့လဲလို့ကျမကပြန်မေးလိုက်တယ်။ကျမမျက်လုံးကိုပုတ်ပြီးတန်းဝေခြင်းအောင်ဆောင်ရင်းရှင့်ရဲ့နှိုးဆက်ကတောက်လျှောက်မြင်နေလို့စူညံလုံးလို့အိတ်လို့မရဘူး။အဲ့ဒါကြောင့်သွားပိတ်မလို့ရင်ဗီဒီယိုလားဝက်စာမျက်နှာတစ်ခုခုလားမသိဘူး။အဲ့ဒါကိုနှိမ့်မိသွားတာလို့ပြောလိုက်တယ်။သူကကျမကိုမယုံတင်တာစိတ်နဲ့စိုက်ကြည့်ပြီးဖုန်းမျက်နှာပြင်ကိုအမြန်ဖွင့်ကာနှမ်းကြည့်လိုက်တယ်။သူတို့အချင်းချင်းပြောထားတဲ့စာမျက်နှာပေါ်မှာရောက်မနေတာကိုမြင်တော့မှပဲသူ့ရဲ့အမူအရာကနည်းနည်းလေးပျော့ပြောင်းသွားတယ်။ဒါကကုမ္ပဏီရဲ့ group ထဲကနေဗီဒီယိုကောခေါ်ပြီးအစည်းအဝေးလုပ်ဖို့ဖိတ်ထားတာ။အခုကုမ္ပဏီမှာပြဿနာတစ်ခုဖြစ်လို့အားလုံးအချိန်ပိုဆင်းပြီးဖြေရှင်းနေကြတာ။မင်းနာမလဲရင်ရှောင်းမထီနဲ့လို့သူကဆိုတယ်။ရင်ထဲမှာတော့တောင်ပြုံးပြုံးနေမိပေမဲ့မျက်နှာပေါ်မှာတော့တနာကယူနာတက်တဲ့အမူအရာမျိုးလုပ်ပြလိုက်တယ်။ခဏကြာတော့ဂူယွန်ကပြန်အိတ်ဖို့လဲချလိုက်တယ်။ဒီအချိန်ကြီးအစည်းအဝေးလုပ်ရတယ်လား။ရှင်းဌာနမှုကတကယ်ကိုအာဓမခိုင်းစေတဲ့သူပဲ။ရှင်အစည်းအဝေးဆက်လုပ်ပါကျမဧည့်သည်ခန်းထဲသွားအိတ်တော့မယ်။ရှင်းလို့ကိုမနှောက်ယှက်မိအောင်အခြားခန်းကိုသွားလိုက်မယ်လို့ပြောပြီးခေါင်းအုံကိုယူကအိတ်ခန်းမကြီးထဲကနေထွက်လာခဲ့တယ်။တကားကိုပိတ်လိုက်တဲ့ခိုက်တန်းမှာပဲနေရန်ကိုမိချလိုက်မိပြီးကြောပြင်တစ်ခုလုံးလဲချွေးစေးတွေနဲ့ရွှေနစ်လို့နေပြီးသူတန်တရားဝင်သွားပြီဆိုတာကျမသိလိုက်တယ်။သူမနှက်ဖြန်ကြရင် passport ကိုတေချာပေါက်ပြောင်းပြစ်တော့မယ်။ခိုင်လုံတဲ့တက်သေးတွေကိုအမြန်ဆုံးရယူရပါလိမ့်မယ်။နောက်တနေ့မနက်မှာတော့ဂူယွန်ကထုံးစံအတိုင်းအလုပ်သွားခဲ့တယ်။သူမနက်စာစားပြီးမထွက်ခွာခင်မှာတမီးဖြစ်သူရဲ့ငကူကိုဟန်ဆောင်တန်ဆောင်ကျင်နာမှုမျိုးနဲ့နမ်းခဲ့သေးတယ်။သူတကားကနေထွက်သွားတာနဲ့တပြိုင်နက်ကျမသူ့ရဲ့ကွန်ပျူတာကိုဖွင့်လိုက်တယ်။အဲ့ဒီကွန်ပျူတာကတစ်ခါတရံမှသာအသုံးပြုလို့ရှိတာပါ။ကျမစကားဝက်ကိုမသိဘူးလို့သူထင်နေလိမ့်မယ်။ဒါပေမဲ့အဲ့ဒါကရောက်ခမရဲ့ငွေနေဆိုတာကျမသိနေတယ်။သူ့ရဲ့ email ထဲကိုဝင်လိုက်တယ်။ကျမတညလုံးတကယ်ပဲမျက်စိတမိတ်ညမအိပ်ပဲစောင့်နေခဲ့တာ။ကျမခေါင်းထဲမှာဗန်စင်ရင်လှုပ်ရှားမှုတွေရဲ့ပုံရိပ်တွေပဲရှိနေပြီးအဲ့ဒီနာကျင်စရာကောင်းတဲ့ပမာဏတွေကနှလုံးသားထဲမှာစုနေနေခဲ့တယ်။ email ထဲမှာရှိသမျှပြေစာသို့မဟုတ်စာချုပ်ဆိုတဲ့စကားလုံးတွေပါတဲ့ဝက်ထားတဲ့ဖိုင်တွေအားလုံးကိုလင်းလင်းမြန်မြန်လိုက်လံစစ်ဆေးကြည့်မိတယ်။မကြခင်မှာပဲဝက်ထားတဲ့ဖိုဒါတစ်ခုထဲကနေအိမ်ဝယ်ယူမှုစာချုပ်ရဲ့စကန်ဖတ်ထားတဲ့ဖိုင်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကလွန်ခဲ့တဲ့3နှစ်ကထောင်ရရက်ကွက်လို့ခေါ်တဲ့ဇိမ်ခံအင်အားစီမံကိန်းကဖြစ်ပြီး120ကွန်စတူယန်မီတာကျယ်ဝန်းတဲ့အခန်းကြီးတစ်ခန်းဖြစ်နေတယ်။အဲ့ဒါကိုလက်ငင်းစနစ်နဲ့ဝယ်ယူခဲ့တာဖြစ်ပြီးစေရန်ငွေ2သိန်းနဲ့ဇိမ်ခံပြင်ဆင်က3သိန်းပေးချေထားတယ်။စာချုပ်ထဲမှာတော့ပိုင်ရှင်အမည်ကိုရှုရောင်နဲ့ဂူယန်တို့ရဲ့အမည်နဲ့မှတ်ပုံတင်ထားတာပေါ့ကျမနဲ့သမီးဖြစ်သူကသူလက်မထက်ခင်ကလေးကဝယ်ထားတဲ့ဝယ်တော့ကလည်းတပြားတစ်ချက်မကြံတွက်ကပ်ပြီးဝယ်ခဲ့ရတဲ့ခွင့်ပြုချက်မတောင်းဘဲနဲ့ရိုး1ကီလိုတောင်ပိုးမဝယ်နိုင်တဲ့ဖောင်းနှံဆုပ်ပြက်နေတဲ့60စတူယန်မီတာပဲရှိတဲ့တပတ်ရဲ့အိမ်ခန်းလေးထဲမှာအတူတူနေထိုင်နေကြရချိန်မှာသူကတော့ကျမတို့ရဲ့ပူးရဲပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှုတွေကိုတုံးပြီးအဲ့ဒီမိမအတွက်ဇင်ခံတိုက်ခန်းတစ်ခန်းဝယ်ပေးခဲ့တာပဲဒါအပြင်ကားဝယ်ယူထားတဲ့ဒေသတစ်ဆောင်လည်းပါဝင်နေသေးပြီးအဲ့ဒါကတန်ဖိုး3သိန်းခွဲရှိတဲ့ BMW ကားတစ်စီးဖြစ်ကရှုရောင်ရဲ့အမည်နဲ့ပဲမှတ်ပုံတင်ထားပြန်တယ်တုံရင်နေတဲ့လက်တွေကိုမထိန်ချုပ်နိုင်ပဲမျက်နှာပြင်ကိုအောက်ဘက်သို့ဆက်လက်ဆွဲချကြည့်မိတဲ့အခါ International School တစ်ခုရဲ့ငွေပေးချေမှုကြေစာကိုတွေ့လိုက်ရတယ်။တစ်နှစ်ကို3သိန်းခွဲပေးရပြီးမြို့ထဲမှာဈေးအကြီးဆုံးကျောင်းဖြစ်နေတယ်။ကျောင်းသားရဲ့အမည်ကဘူးစစ်ဝမ်နဲ့အသက်9နှစ်။အဲ့ဒီအသက်ကိုမြင်လိုက်ရတဲ့အချိန်မှာနှလုံးသားကိုတူနဲ့အင်အားရှိသမျှလွှဲထုတ်လိုက်တယ်လို့မျိုးခံစားလိုက်ရတယ်။ကျမတို့လက်ထပ်ခဲ့တာအတိအကျပြောရရင်9နှစ်ပဲရှိသေးတာ။ဆိုလိုတာကသူကျမကိုလက်ထပ်ခွင့်တောင်းနေချိန်မှာကျမကိုတစ်သက်လုံးစောင့်ရှောက်ပါမယ်လို့ထာဝရအချစ်တွေချိန်ဆိုနေချိန်မှာအဲ့ဒီမိမကသူ့ကလေးကိုကိုဝင်ဆောင်ထားရပြီပေါ့။သူကအခြားမိမတစ်ယောက်ရဲ့စေကံပြသမျှချိန်ဆိုမှုတွေကိုလိုက်ပါပေးနေခဲ့တာပေါ့။ဒါရင်မကသေးဘူးအဲ့ဒီကလေးအတွက်တစ်နှစ်ကို9000ပေးသွင်းရမယ်တန်းကျွယ်တဲ့ပညာရေးအာမခံစာချုပ်ကိုလည်းတွေ့ရပြီးအကျိုးခံစားခွင့်ရှိသူကတော့ဥပဒေအရကူယွန်ဖြစ်နေတယ်။ဆိုလိုတာကဥပဒေကြောင်းအရသူဟာဒီတရားမဝင်ကလေးကိုပြေဝအတိမတ်ပြုထားပြီးသားဖြစ်နေတာပေါ့။ကျမအဲ့ဒီဖိုင်တွေအားလုံးကို download ဆွဲစစ်ဖိုင်ချုပ်ပြီးကျမရဲ့ကိုယ်ပိုင် email အကောင့်ထဲကိုပို့လိုက်တယ်။ပြီးတော့မှရှာဖွေခဲ့တဲ့ history တွေအားလုံးကိုဖျက်ပစ်လိုက်တယ်။အားလုံးပြီးသွားတဲ့အခါခန္ဓာကိုယ်ထဲမှာအင်အားတွေအကုန်ကုန်ခန်းသွားတယ်လို့မျိုးခံစားရပြီးပလက်ထိုင်ပေါ်မှာပဲနေဝင်သွားမိတော့တယ်။လေးတန်းကျော်ကိုအဲ့ဒီမိမနဲ့သူ့ကလေးအတွက်ရေလိုတုံးဖြုံခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့လကသမီးလေးအာနန်အတွက်200တန်ရောင်စုံခဲတံလေးဝယ်ခြင်းုံနဲ့တင်သူကကျမကို3ရက်တိတိဆဲဆိုပြီးပတ်စံကိုဖြုံးတီးတယ်ပတ်စံရှာရတာဘလောက်ခက်ခဲလဲဆိုတာမသိဘူးလို့ပြောခဲ့တာမွန်းတဲ့ချိန်ကျတော့ရောက်ခမဖြစ်သူအပြင်ကပြန်လာတယ်သူမကရှော့ဈေးနဲ့ရတဲ့ပန်းတီးအိတ်အသေးလေးတစ်အိတ်ဝယ်လာပြီးစပွဲပေါ်ကိုဒုံကနေမီအောင်ပြစ်တင်လိုက်ကနှာမဟုတ်ရင်းပြောလာတယ်ညီကိုငါအချိန်ချင်းပြောဘူးတယ်မလို့အပ်တဲ့ပစ္စည်းတွေကိုနည်းနည်းပဲဝယ်ပါဂူယွန်မှာပတ်စံရှာရတာအရန်ပင်ပန်းတာညီးချွေတာတက်အောင်တင်ယူရမယ်သူမရဲ့ကက်ဆေးနေပြီးရုံမာတဲ့မျက်နှာကိုကြည့်ရင်ကျမရုပ်တရက်အော်အန်ဂျင်စိတ်တွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာမိတယ်ကျမလွန်ခဲ့တဲ့9နှစ်လုံးဒီစကားစုနဲ့ပဲမိမိကိုထိန်းချုပ်ပြီးအခမဲ့အိမ်ပေါ်တယောက်လိုရှင်တန်လာခဲ့တာဂူယွန်ကကျမကိုတစ်လကို3000ပဲပေးတယ်အဲ့ဒီထဲကမှမိဖို့ရေဖို့ဂတ်စပိုးတွေပေါင်းလိုက်ရင်ကျမတို့အသားတောင်ဝယ်မစားနိုင်ကြဘူးဒါဆိုအဲ့ဒီစကားကိုသူ့ကိုဘာလို့တော့မပြောတာလဲလို့ကျမကပြန်မေးမိတယ်3000နဲ့ဘာလို့မလောက်ရမှာလဲငါအသက်30တုန်းကတစ်လ30နဲ့ပဲမိသားစုတစုလုံးကိုလှုပ်ကြွေးခဲ့တာညီကဂရင်းကောင်းပြီးကောင်းကောင်းစားဖို့ပဲစဉ်းစားနေတာငါသားရဲ့ပတ်စံတွေကိုဖြုံးတီးနေတာလို့သူမကဆိုတယ်
ကျမသူမနဲ့ဆက်ပြီးအငင်းပွားမနေချင်တော့တာကြောင့်အိတ်ကိုယူပြီးတိတ်တဆိတ်ပဲလမ်းမပေါ်ထွက်လာခဲ့တယ်။အငင်းပွားနေတာကအလကားပဲဆိုတာကျမသိတယ်။နောက်ွယ်မှာတော့သူမကသူမရဲ့အသေးကြော်သားဖြစ်သူကိုပဲကာကွယ်မှာပဲလေ။ကျမဘောနက်ခွန်2000ကျောင်းကိုတောင်တိထားပြီးပြီပဲ။ဒါကြောင့်သူမကိုယ်တိုင်လည်းအိမ်အောင်ပြင်ပမှာကလေးတယောက်ရှိနေတာကိုသိနေပြီးဒီကိစ္စတစ်ခုလုံးကိုဖုံးကွယ်ပေးထားတာလည်းဖြစ်နိုင်ရဲ့။ကျမကကွာရှင်းရုံနဲ့မဟုတ်ပဲသူမျိုးထားသမျှနောက်ဆုံးတရားအထိပြန်ပေးစီချင်တာ။ဒီရေချုံရုပ်တမ2ယောက်စလုံးကိုသူတို့လုပ်ခဲ့တဲ့လုပ်ရအတွက်ပေးဆက်စီခြင်းနဲ့ကျမဘတ်စကားစီးပြီးစာချုပ်ထဲမှာပါတဲ့အဲ့ဒီစိန်ခံအင်အားစီကိုရောက်ဖို့2နာရီကြာအောင်သွားခဲ့ရတယ်။